အဲ့တော့ကျွန်တော်ဆိုရင်လည်းဒါ mechanical engineer ပဲဒါပေမဲ့ကျွန်တော်တို့ကတော့ဒီစက်ကနေပြီးတော့ training ပေးတာပေါ့ဗျာ training ပေးတော့ကျွန်တော်တို့ဒီ pipe flow နဲ့ပတ်သက်လို့တော့ကျွန်တော်တို့ကအကြောင်းမှာသင်ရတာပေါ့နော်သင်ခဲ့ရတယ်ဘို့တော်လည်းပဲဒီ survey လို့ပတ်သက်တဲ့ခါကျကျွန်တော်တို့ကတော့ basic တော့သင်ခဲ့ရတယ်လက်တွေ့ကိုတော့အောင်ဒါပေမဲ့လို့ကျွန်တော်တကယ် control system ကိုလုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီ mechanical engineer တွေကတော့အဓိကတော့ကျွန်တော်တို့ကို survey system ကိုလက်တွေ့သင်ပေးတာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီ survey system ကိုလည်းကျွမ်းကျင်ဖို့လိုတယ်နောက်တစ်ခါကျတော့ဒီ pipe flow နဲ့ပတ်သက်လို့လည်းကျွမ်းကျင်ဖို့လိုတယ်အဲ့လိုတစ်ခုနောက် civil structure ပေါ့နော်ဒီ structure ရတော့ civil data ရပေါ့နော်ဒါတွေလည်းကတက်မြောက်ဖို့လိုတာပေါ့နော်အဲ့လိုဆိုရင်ဒီ control system မှာလုပ်ဖို့တော့အဓိကဒီချက်သုံးနေရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့အကြမ်းမြင်ပေါ့ဗျာဒီ control system မှာတော့ပေါ်တော့ကျွန်တော်တို့ကတော့တွေ့ရတယ်ပါပြီးတော့မှpreliminary facility တို့တော့ facility ပေါ့ဗျာပြီးလို့ရှိရင်တော့ကျွန်တော်တို့ကမလုပ်မလဲဆိုရင်တော့ topographic survey ပေါ့နော် survey တိုင်းမှာပေါ့နော်ပြီးရင်တော့ကျွန်တော်က design ပေါ့ဗျာ design လုပ်တဲ့ခါကျလူဦးရေတို့နောက်တစ်ခါကျတော့ဒီလိုအပ်ချက်တွေပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော်တို့သုံးပြုမဲ့ system ရဲ့ type of system ပေါ့ type of system ဆိုတာတော့ open type နဲ့ closed type ပါပေါ့နော်ပြီးရင်တော့ကျွန်တော်ကဘာတွေလုပ်ဖို့လိုလဲဆို hydraulic theory လုပ်ဖို့လိုတာပေါ့နော်ဒီရေရဲ့လေအမြင့်တွေကိုတွက်ချက်တဲ့နေရာမှာကျတော့မြင့်ပေတို့က pressure တို့ power တို့က PSI တို့ပေါ့ဗျာကျွန်တော်ကဒီလိုမျိုးတွေကိုအဲ့ theory ကိုနားလည်ဖို့လိုတယ်အဲ့ဒါတွေဒီ control system လုပ်လို့ဆိုတာမရှိမဖြစ်သိဖို့လိုတော့နောက်တော့ hydraulic gradient line ပေါ့နော်ဒီရေကမြင့်ရနေနေအောင်စီးလာတဲ့အချိန်မှာလမ်းတစ်လျှောက်မှာကျွန်တော် pipe ကိုဖြတ်ရတယ် pipe ကိုဖြတ်ရင် pipe ထဲမှာရှိတဲ့ဒီခုခံအားကြောင့်ပေါ့နော်ဒီ head တွေက losses ဖြစ်တာပေါ့နော် friction losses ကြောင့်မို့ head ကကျလာတယ်အဲ့တော့ဒီဟာတွေအားလုံးကိုကျွန်တော်ဆွဲတဲ့အခါကျတော့ဒီ hydraulic gradient line ဆိုတာရှိတယ်အဲ့တော့ဒီ hydraulic gradient line ကိုသိဖို့လိုတာပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကတော့ဒီသူ့နဲ့ပတ်သက်တဲ့ဒီ losses တွေကိုတွက်မယ်ဆိုလို့ရှိရင်တော့ဒီမျိုးစုံရှိတာပေါ့နော်ဒီဟိုပါပေါ့နော်ဒီ Kohlberg white equation လို့နောက်တစ်ခါကျတော့ဒီ Fisher-Williams formula တို့နော်အဲ့ဒါမျိုးတွေပေါ့နော်ဒီလိုမျိုး formula တွေနဲ့ကျွန်တော်တို့ကအသုံးပြုအတွက်တာရှိတယ်နောက်ပြီးတော့ဒီကျွန်တော်တို့က ready made check ကနေပြီးတော့မှာနော် friction losses check ကနေပြီးတော့မှာ pipe side ကိုကြည့်ပြီးတော့ flow rate ဘယ်လောက်ဆိုရင် pipe side ဘယ်လောက်ဆိုရင် head losses ဘယ်လောက်ဆိုတော့ပြတ်တာလည်းရှိတယ်နော်အဲ့တော့ဒါတွေအားလုံးကလည်းကျွန်တော်သိဖို့လိုတယ်ပြီးရင်တော့နောက်ဆုံးကျတော့ကျွန်တော်တို့လိုတဲ့ target ပေါ့နော်ကိုလိုချင်တဲ့ target ကိုရောက်တဲ့အချိန်မှာ residual head ကဘယ်လောက်ရှိလဲပေါ့နော်အဲ့ဒါကိုသိဖို့လိုတာပေါ့အဲ့တော့ residual head ကိုတိုင်းဖို့လိုတာပေါ့နော်အဲ့လိုတွက်ဖို့လိုတာပေါ့နော်အဲ့တော့ပြီးရင်တော့ကျွန်တော်ကဒီ gravity flow မှာအဓိကရင်ဆိုင်ရမယ့်ပြဿနာကတော့ u profile ပေါ့ဟိုမြင့်ရနေအနေဆုံးစီးတာအနေရနေတကအမြင့်ပြန်တက်တယ်အဲ့လိုနေရာမျိုးကတော့ဒီအနေဆုံးနေရာက pipe ရဲ့ pressure ကြောင့်နော်ဒီ head losses တွေဖြစ်တယ်ပြီးရင် head ကလည်းတအားများတဲ့အခါကျ pipe ရဲ့ခံနိုင်ရှိမရှိတော့ဒါတွေအကုန်လုံးကိုကျွန်တော်တို့က fight တွေခံနိုင်ရှိမရှိဘူးကျွန်တော်တို့ကဒါတွေအကုန်လုံးသိဖို့လိုတယ်အဲ့တော့လက်ကတော့ကိုကဒီ fight ကို class 1တော့မလား class 2တော့မလား class 3တော့မလား class 4တော့မလားပေါ့နော်အဲ့ဒါမျိုးကိုရွေးချယ်ရတာ PVC fight ကိုတော့မလား HDB fight ကိုတော့မလား HDB fight ကို class 4ကိုတော့ဘာမှမဟုတ် GR fight ကိုတော့အဲ့တော့ U profile လို့ဟာမျိုးပါဆိုရင်ကျွန်တော်ကဒါတွေသိဖို့ပြီးရင်ကျွန်တော်က fight ထဲကိုစီးတဲ့ velocity ရှိတယ်ရေရဲ့ velocity ကိုလည်းစီးတင်နိုင်စီးလို့ရတယ် velocity limit ဆိုတာရှိတယ်နည်းနည်းလေးရှိလို့ရှိရင်အနေထိုင်တာပေါ့နော် fight ထဲမှာအနေထိုင်ရင် fight တွေကခံရမကြမ်းဖြစ်စေတယ်လို့ fight ထဲမှာတရားစီးလို့ရှိရင်လည်းဒီ velocity များတဲ့ခါကျတော့ကျွန်တော်တို့ဒီ tip တွေပေါ့နော်ဘုံပိုင်ကောင်းတွေမှာ fight ကိုပေါ်စားပါတာတော့တက်တန်းရှည်ကြဇာကြီးမသုံးရတာတော့ရှိတာပေါ့နော်ဘလိုနည်းပဲဂိမ်းဘားတွေမှာလည်းစားလို့ရှိရင်နှစ်ပေါင်း20 30မသုံးရဘဲနဲ့ဟိုလိုပေါ့စားသွားတာဒါမှမဖြစ်အောင် velocity ကိုလည်း limit control လုပ်ဖို့လိုတာပေါ့နော်အဲ့ကကျတော့ကျွန်တော်ကဒီရေစီးစင်းတဲ့ဒီ pipeline တစ်လျှောက်မှာကျွန်တော်ကဘာလဲဆိုလို့ရှိရင် air block ရှိတယ် air block ဆိုတာလေခိုနေလို့ရှိရင်အဲ့လေကိုထုတ်ပြရတယ်လေထုတ်ပြဖို့အတွက်ပဲကျွန်တော်တို့က air valve လို့ပြောတာပေါ့ဒီနည်းတူပဲ pipeline ထဲမှာအလေအနှစ်တွေပုံနေလို့ရှိရင်အဲ့ဒါကိုဆေးထုတ်ပြရတယ်အဲ့လိုဆေးထုတ်ဖို့ဆိုတော့ wash out ဆိုတာဒီဆေးထုတ်ပြန်ပေါက်ပြီးဆိုတော့ဒီကောင်ဒီဇိုင်းလုပ်မယ်ဆိုရင်ခုန air valve ကို wash out လုပ်လို့ကျွန်တော်တို့ကဘယ်လိုလုပ်အောင်လဲဆိုတော့တက်ဖို့နောက်ပြီးတော့ pipeline တွေနောက်တစ်ခါတော့ intake structure တွေနောက်ရေစုကန်တွေနောက်တစ်ခါကျတော့ brake pressure tank ဆိုတဲ့ JPR ကိုလျှော့တဲ့ဟာတွေနောက် tap fan တွေဒါတွေအားလုံးကိုလည်းကျွန်တော် design နဲ့လုပ်ရမယ် design နဲ့ estimate ကိုလုပ်ရမယ်နော်အဲ့တော့နောက်တစ်ခါကျတော့လည်းဒီ system မှာအဓိကပါတဲ့ HDB pipe တွေ connection တွေ connector တွေပေါ့နော်နောက်က pipe ရဲ့ body machine တွေပေါ့နော် pipe ကိုဒီ PVC pipe ကိုHDB pipe ကို connection လုပ်တဲ့ machine တွေလည်းရှိတယ် GI pipe ကို install ပြီးဆက်မလားဘာမလို့လဲ socket နဲ့လည်းဆက်မလားနောက်တစ်ခါကျ HDB pipe ကိုလည်းကျွန်တော်တို့က heat plate ကိုသုံးပြီးတော့ဆက်မလားဒါမှမဟုတ်လို့ရှိရင်လည်း
monitor နဲ့ဆက်မှာဆိုဒါမျိုးအဆက်တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒါတွေကျွန်တော်တို့ပြီးနေတာပေါ့နော်ပြီးရင်ကျွန်တော်တို့ကရေဖမ်းတဲ့နေရာမှာပေါ့နော်ရေဖမ်းတဲ့ area ကို catchment ခေါ်တာဒီ catchment ကို protection လုပ်မှာပေါ့အဲဒီ catchment ကြီးကနံပါတ်1 clean ဖြစ်ဖို့လိုတယ်ပေါ့နော်တန့်ရှင်းနေဖို့လိုတယ်နောက်တစ်ခါကျတော့ဒီပတ်ဝန်းကျင်အညစ်အကြေးတွေလည်းဝင်ရောက်ဖို့လိုတယ်နောက်တစ်ခါကျတော့ဘာဝပေါ့နော်ဖြစ်စေနိုင်တဲ့အညစ်အကြေးတွေလည်းဝင်ဖို့လိုတယ်ပြီးတော့ဒါမျိုးတွေ catchment ကို protection system လုပ်လို့ပြီးလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ဒီသူ့ပစ္စည်းတွေအကုန်လုံးကိုဗျာနေတယ်ပေါ့နော်။ညောင်ကနေပြီးတော့ဒီကျွန်တော်ကတပုတ်ကနေပြီးပို့မလားဒါမှမဟုတ်လို့ရှိရင်လည်းနီးစပ်ရာဒေသနေပြီးတော့ပဲပြင်မလားပေါ့။အဲ့လိုမျိုးဒီ transportation cost ကအများကြီးတယ်။နားတဲ့ခါကျသင်္ဘောနဲ့ပို့မလားကားနဲ့ပို့မလားဒါမျိုးပေါ့နော်။အဓိကတော့ကျွန်တော်သင်္ဘောတွေကားရပေါ့ဗျာ။အဲ့လိုနီးနေရထားနဲ့ပို့မလားနောက်ဆုံးပေါ့။ပြောရင်အဲ့တော့ဒီလို transportation method တွေကိုလည်းကျွန်တော်တို့ကဒီ estimate ဆွဲနေမှာရေးကြည့်တာရေးကြည့်တော့ဒေတာပေါက်ဈေးတွေကိုလည်းပြဖို့လိုတယ်နောက်တစ်ခါကိုယ့်ရဲ့ဒီဟာပေါ့နော်ဒီလမ်းကြောင်းတွေမှာရှိတယ်ဥပမာနေရာဒီဟိုမျိုးမှာပို့လို့ဆိုတော့သိအဆင်မပြေဘူးပေါ့နော်တမောကတလားနဲ့မရောက်တာ45နဲ့မရောက်တာလို့ပေါ့နော်ဒါမျိုးတွေရှိတာဆိုတော့ကိုယ်ရာသီဥတုချိန်တွေချိန်ပြီးဒီ transportation တွေပေါ့နော်ကျွန်တော်အနေနဲ့ကတော့ဒီပြောချင်တာကတော့ဒီ regular system မှာအားလုံးပေါ့နော်ဒါအရင်ဆုံးပေါ့နော်တော့အောင်ပေါ့နော်ဒါသိသိတွေကတော့ဒါဆရာဦးလောက်ပေါ့အောင်လို့ကနေပြီးတော့ဆရာတို့ဆရာမတို့ဒါသင်ပြမယ်အဲ့တော့ကျွန်တော်အနေနဲ့တော့ဒါပထမဆုံးအနေနဲ့ဒီ regular system ကိုသုံးမယ်လို့ဆိုခဲ့လို့ရှိရင်တော့ခုနကျွန်တော်ပြောပြတဲ့အချက်တွေပေါ့နော်အားလုံးကိုဟိုကလေ့လာမှာပေါ့နော်ကိုက engineer မဟုတ်ပြီလို့လည်းဒီခုနကအချက်တွေကတော့လေ့လာဖို့ဒီပြီးသားချက်တွေလည်းရှိမယ်မသိသေးတာဆိုရင်ဒီသင်တန်းမှာဆရာတွေကိုတခြားရှင်းတာလေးပြရပါတယ်အဲ့တော့အဓိကတော့ကျွန်တော်ကတော့အဓိကတော့ပြောချင်တာတော့ flow rate တို့ဘောနောက်က head တို့ပေါ့နော်ဒီ pressure head တို့ဘာလို့ကြတော့ဒါတော့နည်းနည်းလေးတာမန်ချား level မှာလုပ်နေတယ်လို့ဆိုတော့စိတ်စိတ်နဲ့လို့တော့ဒါကတော့ physics လို့ engineer မဟုတ်တော့ physics ဘောတရားကိုနားလည်နေဆိုရင်ဒါလေးပြန်နားလည်ပါတယ်ဒါလေးတွေကိုနားလည်နေဆိုရင်ဒီစနစ်မှာအားလုံးကlevel တူလေးလာပြီးတော့မှလိုက်ပြီးတော့မှကျွန်တော်လုံးနိုင်မယ်လို့ကျွန်တော်ဒီစားနော်ဒီဆရာမတို့အားလုံးကိုပြရောက်တဲ့လူတွေအားလုံးကိုစမ်းမှချမ်းသာကြအောင်ဒီနမ်းမှာလည်းဟိုတင်ပြထားတဲ့အတိုင်း